Hello everyone, welcome to Wisdom Fracture. I'm Chuang Win, your English teacher. In today's lesson, we will learn 100 essential short sentences, part 2. Let's get started. By the way, if you don't mind, hurry up, slow and steady, mind your own business. I don't think so. I quite agree with you. Take up your shoes. Get on, get on. Here's no manners. Why not? Please take a seat. Don't feel bad. Make your home. Really? Wait a few minutes. I beg your pardon. See you later. See you again. နော်ဒီဘက်တင်ပေးမဲ့စာလေးကတော့ဟုတ်ပြီနော်100 essential short sentence တရားဒုတိယပိုင်းလေးပါပထမပြီးခဲ့တဲ့ဘက်ကလေးကတော့ကျွန်တော်စာတောင်း20တင်ပြီးသွားပြီဒီတစ်ဘက်ကတော့နောက်ထပ်နားသားဟုတ်ပြီနော်နောက်ထပ်20ပေါ့ by the way စကားမဆက်လွန်သုံးများတဲ့စကားစုလေးပါ if you don't mind ဗမ်းမယူဆိုရင် hurry up မြန်မြန်လုပ်ပါကွာ slow and steady ဖြည်းဖြည်းပေါ့ mind your own business ကိုလို့လာမရှုံးနဲ့ဟုတ်လားကိုလို့အဲ့လိုမျိုးလေးပြောတာပါဒါကတော့တကယ်နေမိတ်ဆွေကိုပြောလို့ရပါတယ်မိဘဆရာတော့ပြောလို့မသိမိဘူးပေါ့ I don't think so ငါတို့ဒီလိုမထင်ပါဘူး I'm quite great with you ငါအားလုံးသဘောတူတယ် take off your shoes ဟုတ်နော် shoe နဲ့ချွတ်ပါဒီနေရာမှာတခြားစကားစုလေးလည်းသုံးပြရတော့ပါ take out your slipper take out your flip flop take out your boots take out your hat စသဖြင့်ပေါ့သုံးလို့ရမယ် get on တက်ပါ get down ဆင်းပါ get on the bus get on the train ဟုတ်နော်ဒါမှမဟုတ် get down here ဒီမှာမဆင်းပါဒါမျိုးလေးသုံးလို့ရမယ် he has no manners သူယဉ်ကျေးမှုမရှိဘူး why not ဘာတောင်မရမှာလဲဟုတ်နော်အတိတ်ပဲဘာတောင်မရမှာလဲခုမပြုတဲ့အကြောင်းအမျိုးလေးပေါ့နော်ခုမပြုဘူးလားဆိုတာဘာလို့ခုမပြုရမှာလဲဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့တခါတော့ social media မှာကျွန်တော်ဟိုတယ်နဲ့ပတ်သက်တဲ့ knowledge sharing လေးလုပ်ပြီးတယ်အဲ့ post လေးကိုမြို့သမီးတူကသူပြန် share ခြင်းတဲ့အကြောင်းပြောတယ်ဟုတ်ပြီနော်ပြန်တင်ပေးခြင်းတယ်ဆိုတော့ကျွန်တော်က why not လို့ပြန်ပြီးပြောလိုက်တယ်မှန်းလိုက်တယ်အဲ့ဒီမှာသူကနားလည်မှုလွဲသွားပြီးတော့တခြားလူတွေ sharing လုပ်ခြင်းလို့ပါပူပြရစီခြင်းလို့ပါဆိုပြီးပြန်ရှင်းပြတယ်အဓိကတော့သူနားလည်မှုလွဲသွားပေါ့ why not ဆိုတာဘာကြောင့်မ share ရမှန်းလဲဘာကြောင့်ခွင့်ပြုပါဆိုဘာကြောင့်ခွင့်မပြုရမှန်းလဲဟုတ်ပြီနော်တောင်းတယ်ဆိုရင် why not ဘာကြောင့်မပေးရမှန်းလဲဟုတ်လားဘာကြောင့်ငှားရမှန်းလဲစသဖြင့်အဲ့လိုအဓိပ္ပာယ်လေးသုံးပါတယ် please take a seat ဟုတ်နော်တင်တော်တစ်ခုမှန်ထိုင်းပါဟုတ်ပြီလားအဲ့ဒါခုံမှန်ထိုင်းပါအဓိကတော့တခါတော့ကအဲ့မှန် interview တစ်ခုမှန် interview ရဲ့ပုံကအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာလာပြီး interview ဖြေတဲ့တယောက်ကခမ်းမတွေကနေခုံတစ်ခုမလာတယ်တဲ့အဲ့ဒါမျိုးလေးကြုံခဲ့ဘူးလေနော် now don't feel bad အားမနာပါနဲ့ make your home ကိုယ့်အိမ်လိုပဲသဘောထားပါ really ကြည်လားတုံးလေးညှင်ပြီးမယ်အဲ့မှန် really ကြည်ပေါ့ wait a few minutes ဟုတ်ပြီနော်မိနစ်နေငယ်လောက်ဆောင်းပါ I beg your pardon me please ဒီတိပဲကတော့တစ်ခါတော့ပြန်ပြောပြပါအောင်တစ်ခါတော့ပြန်ပြောပါအောင်ဟလာကိုကတစ်ခုလုံးနေတဲ့တယောက်ကပြောလိုက်တယ်မကြားလိုက်တဲ့ခါမှပြန်ပြောရမယ်သုံးပါတယ် see you later နောက်မှတွေ့ကြအောင်လေနောက်မှဆုံကြအောင်လေ see you again ပြန်ဆုံကြပါအောင်စို့ thanks for learning with me today see you in next lesson